မင်္ဂလာပါရှင်မြမရိုးရာ12လရာသီထဲမှာနေယုံလလို့ပြောလိုက်ရင်တန်ဃာတော်တွေတီလော့ရှင်တွေပထမပြန်စာမေးပွဲတော်ကြီးဖြေဆိုကြတဲ့လလို့ပြီးမိကြပါလိမ့်မယ်။ဒါအပြင်ဒီနေ့ဟာဗုဒ္ဓဘာသာသမိုင်းမှာကြီးကျယ်ခမ်းနားလာရဲ့စီဝဲပွဲခီးလို့အထိပ္ပယ်ရတဲ့မဟာသမယနေ့လည်းဖြစ်ပါတယ်။လူသားတွေဒီမကပဲစัจ java လာတစ်ခုလုံးကတကိုးကြီးနတ်ဗျမာရီကုရေချီပြီးကဘာမြေပေါ်ကိုတစုတဝဲတဲ့ဆင်းသက်လာခဲ့ကြတဲ့နေ့တစ်နေ့ပေါ့ဒီနေ့မှာရက်ဖက်လေးရှိတဲ့မဟာသမယတုတ်တော်ကိုဘာကြောင့်နတ်တွေကအချစ်ဆုံးလို့သတ်မှတ်ခဲ့ကြတာလဲအတူတူလေ့လာကြည့်ရအောင်ပါရှင်။သမိုင်းကြောင်းအရလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်မြတ်စွာဘုရားရှင်ထတ်တော်ထင်ရှားရှိစဉ်ကမြတ်စွာဘုရားရှင်ရဲ့ဇာတိကပိလဝတ်ဖီနဲ့တစ်ဖက်ကန်းကကောလိယဖီကြားမှာရောဟနီမျိုးတစင်းရှိပါတယ်။နှစ်ပြည်ထောင်စလုံးကလူတွေဟာဒီမြစ်ရေကိုပဲအမိပြုပြီးစိုက်ပျိုးရေးလုပ်ကြတာပါ။ဒါပေမဲ့တစ်နှစ်မှာမိုးကောင်ရေရှားမှုကြောင့်မြေရေခန်းချောက်လာတဲ့အခါနှစ်ဖက်စလုံးကလယ်သမားတွေဟာရေကိုမိမိတို့ဘက်အရင်သွင်းချင်ရာကနေငင်းခုန်ကြပါတော့တယ်။တဖြည်းဖြည်းနဲ့မျိုးနွယ်စုချင်းစော်ကားတဲ့အထိဒေါသတွေပေါက်ကွဲလာပြီးဒီသတင်းကနန်းတော်တဲ့အထိရောက်သွားတဲ့အခါသွေးကြွလွယ်တဲ့မင်းကြီးမင်းသားတွေဟာဓာတ်စလန်လက်နက်တွေနဲ့စစ်တပ်ကြီးတွေပြင်ဆင်ကြပါတော့တယ်။နောက်ဆုံးယောဟနီမစ်ကန်တွေမှာသွေးကြောင်စီတိုက်ခိုက်ကြတော့မယ့်အနေအထားအထိတင်းမာသွားခဲ့ပါတယ်ရှင်။အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ကမဟာကရုဏာတော်နဲ့မျှော်ကြည့်ရာကနေမိမိရဲ့ဆွေတော်မျိုးတော်တွေအဆုလိုက်အပြုံလိုက်တေးချေပစ္စည်းမဲ့အန်ဒီယန်ကိုမြင်တွေ့ခဲ့ရပါတယ်။ဒါကြောင့်မြတ်စွာဘုရားရှင်ဟာကောင်းကင်ခရီးချိန်ကြွရောက်ပြီးယောဟနီမစ်အချက်ကောင်းကင်ယံမှာတည်င်းသုံးဆောင်ဆိုင်ခဲ့ပါတယ်။နှစ်ဖက်သောစစ်တပ်ကမြတ်စွာဘုရားရှင်ကိုဖူးမြင်လိုက်တဲ့အခါဒေါသတွေငြိမ်းချသွားပြီးလက်နက်တွေချလိုက်ကြပါတယ်။ထို့အခါမြတ်စွာဘုရားရှင်ကကဘာတီတို့မှတ်သားလော့စရာမေခွန်းတစ်ခုမေးမြန်းခဲ့ပါတယ်။မင်းကြီးတို့အေးတဲ့ရေကပိုပြီးဖိုးတန်သလား။ဒါမဟုတ်တင်တို့ဆွေမျိုးအချင်းချင်းရဲ့သွေးကပိုပြီးတန်ဖိုးရှိသလားတဲ့။မင်းကြီးများကဆွေမျိုးအချင်းချင်းရဲ့သွေးကပိုပြီးတန်ဖိုးဖြတ်လို့မရအောင်ဖိုးတန်ပါတယ်ခင်ဗျာလို့ရှောက်ထားတဲ့အခါမြတ်စွာဘုရားရှင်ကတန်ဖိုးမရှိလာတဲ့ရေအနှဲငယ်တဲ့ကြောင့်တန်ဖိုးဖြတ်လို့မရတဲ့သွေးတွေကိုဘာကြောင့်ဖိတ်ဆင်စေခြင်းရတာလဲဆိုပြီးညီညွတ်ခြင်းရဲ့တန်ဖိုးကိုဟောကြားဖြန့်ပြီးပေးခဲ့ပါတယ်။တရားတော်အဆုံးမှာတော့စစ်ပွဲကိုလုံးဝရပ်တန့်လိုက်ပြီးနှစ်ဖက်စလုံးကသွေးချင်းမင်းသားစုစုပေါင်း900တို့ဟာမြတ်စွာဘုရားရှင်တန်မှာယဟန်ပြုလာခဲ့ကြပါတော့တယ်ရှင်။ဒီယဟန်တာ900စလုံးကမကြခင်မှာပဲကိလေသာခတ်သိမ်းကင်းငိမ့်ပြီးယဟန်တာတွေဖြစ်လာခဲ့ကြပါတယ်။အဲ့ဒီနေုံလပြည့်တဲ့ညချင်းအချိန်ကမှာတော့ဆွေမျိုးအချင်းချင်းရန်ညွေးပြေပြီးယဟန်ပြုလာကြတဲ့ယဟန်တာ900ကိုမြတ်စွာဘုရားရှင်နဲ့အတူတနေရာထဲမှာဖူးမြော်ဖို့အတွက်စัจ java လာအနောက်အမင်ကနတ်မင်းကြီးတွေမြမာကြီးတွေဟာမဟာဝုံတော်ကြီးစီကိုတကယ်တည်းဆင်းသက်လာကြပါတယ်။ကောင်းကင်ယံတစ်ခုလုံးမှာနတ်မြမာတွေရဲ့ကိုရောင်ကိုတောင်တွေကြောင့်လင်းထိန်သွားပြီးအချစရာနေရာမရှိအောင်ပြေးနှက်ခဲ့ပါတယ်ရှင်။ဤကဲ့သို့ကြီးကျယ်ခမ်းနားစွာစီဝေးမိကြတာကိုအကြောင်းပြုပြီးဒီနေ့ကိုမဟာသမယနေ့လို့သမိုင်းကိန်ခဲ့တာဖြစ်ပါတယ်ရှင်။ဒီလိုနတ်မြမာတွေစုံစုံလင်လင်ရောက်ရှိနေချိန်မှာမြတ်စွာဘုရားရှင်ကရောက်လာကြတဲ့နတ်မင်းကြီးတွေမြမာကြီးတွေရဲ့အမည်နာမနဲ့တကိုးအာနုဘော်တွေကိုထည့်သွင်းပြီးမဟာသမယတုတ်တော်ကိုစတင်ဟောကြားတော်မူခဲ့ပါတယ်။ဒီတုတ်တော်ဟာနတ်တွေရဲ့အမည်စင်ရင်းကိုထည့်သွင်းဟောကြားထားတာမို့လို့နတ်တွေရဲ့တန်းအောင်ရန်စင်ရင်းလို့လည်းတင်စားကြပြီးနတ်မြမာတွေအမျက်နှိုးဆုံးနဲ့အချစ်ဆုံးတုတ်တော်ဖြစ်လာခဲ့ပါတယ်။အစင်လာယုံကြည်ချက်အရာနေုံလပြည့်တဲ့နေ့မှာဒီမဟာသမယတုတ်တော်ကိုရွတ်ဖက်ပူဇော်ရင်နှကောင်းနှမျက်တွေကလာရောက်နာယူပြီးဘေးအန္တရာယ်ခတ်သိမ်းကင်းဝေးအောင်အထူးဆောင်ရှောက်တယ်လို့ယုံကြည်ကြပါတယ်ရှင်။နေုံလပြည့်မဟာသမယနေ့သမိုင်းကြောင်းဗီဒီယိုလေးကိုဘဟုတုတအဖြစ်သဘောကျနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ Channel လေးကိုလည်း Subscribe လုပ်ထားပေးကြပါဦးနော်။